ခေါင်းသုံးလုံးနဲ့မွေမြင်ဘူးလား ခေါင်းသုံးလုံးနဲ့မွေးဟာခင်ဗျားတို့အသိပ္ပယ်မရှိရပြောပြန် ဘယ်နဲ့မရှိရမှာတော့ခေါင်းသုံးလုံးနဲ့မွေရှိတယ်ဗျာအဲ့ကောင်လေးစိတ်များတူလိုက်ငေါ့တယ်လောသားများထွက်လာဖူးတော့မုံတော့သေးတာ ဟောမင်းကလည်းကွာဟိုရောက်မှအေးစီရှင်းပြလေမြင်မြန်တော့ထားလေ လာရပါဒီကောင်လိမ့်မိုင်းကင်လို့ပါရ ဟုတ်တယ်ခေါင်းသုံးလုံးနဲ့မွေး ခေါင်းသုံးလုံးနဲ့နော်သိကြတယ်ပြပါလား ပြန်တော့ကြလိုက်တက်တယ်လို့ပါတော့ကြ ဘတို့ရဲ့အဲ့လိုကြီးအစ်မရင်းနေလေအချာတယောက်မြင်သွားအမေကိုတော့တယ်ဟုတ်ပိတ်ဖြစ်နေအောင် အဲ့ဒီနင်းအဖေနဲ့အမေဟိုငါရဲ့ရောက်ကတိနဲ့ရောက်ကမအကြောင်းဘာသိချင်လို့မင်းမလို့စောင့်နေတာဟိုနေ့ကကိစ္စနဲ့ပတ်သက်ပြီးတော့လေနင်းအဖေနဲ့မင်းကဘာပြောသေးလဲ အဖေနဲ့မေကလေနင်းနဲ့အမြန်ဆက်တွေ့ဖျက်တဲ့မဟုတ်လို့ရှိရင်ငါ့ကိုကောင်တာတော့နဲ့ပေးစားတော့မှာတဲ့ ဟောအဲ့လောက်ထိတော့ပြေးထန်ရသလားဟာ အဲ့ထက်တော့မစိုးသေးတာပြောချင်ငါစဉ်းစားတာတခုရှိရသေးလားနင်းနဲ့ငါနဲ့ပြီးအဲ့စတုံးလောက်ခိုင်ကောင်းလား ရွာမှာဖျားဝဲရှိတယ်လို့လည်းမကြားပါလား ငါပြောအဲ့ပြတ်မဟုတ်ဘူး ရှော့ထွက်တဲ့သူအပြင်းဖြားသွားနိုင်မယ်